လက်ကျွန်တော်ကြားဖို့တဲ့အရာလေးတစ်ခုပေါ့နော်ဒီအုတ်ချုံမှုပုံစံတော့အမျိုးမျိုးရှိတာပေါ့နော်ဒါပေမဲ့ဒီနေ့ရှားပါတဲ့မကြားဘူးတဲ့အချက်များစွာထဲမှာတော့ Agape administration ဆိုတဲ့အကြောင်းဆရာပြောခဲ့ဘူးတယ်ဆိုတော့အဲ့ဒီအကြောင်းကိုဆရာတစ်ချက်လောက်ပြန်ပြောပြပေးလို့ရမလား No ကျွန်တော်တို့56ရွှေဘုံသာပေါ်ဆုံးထတ်မှာဘုရားရှိခိုးက10ရက်စာဆောင်တဲ့နေ့မှာနောက်ဆုံး3ရက်မှာရက်ပြည့်စာဆောင်တော့တော်တော်ပဲစားတယ်ဒီတော့နောက်ဆုံးကျန်စုအစာဆောင်တဲ့လို့တာပြောစုတော့မတောင်းနိုင်တော့ဘူးကိုရောရတယ်ဆိုအဲ့ဒါနဲ့အဲ့မှာဆမကြလေးကကျွန်တော်နားမှာကတ်လာပြီးတော့တီတူလာပြောတယ်ကြလေးကပါလာပြောဆရာအစာဆောင်ထွက်တဲ့နေ့တရုတ်တန်းတွားရအောင်လေဒီတရုတ်တန်းမှာတရုတ်ဒီလုပ်တဲ့ဝတ်သားကောင်းညင်ထုတ်တာကောင်းတယ်ဆိုအဲ့ဒီအချိန်ကနေကျွန်တော်ဖျားတဲ့အဲ့ဒီကောင်းညင်ထုတ်ကိုတတိယဘယံပိုက်စားတယ်အစားဆောင်ပြေဘူးပဲလက်ခောက်ရည်နေတာနဲ့အဲ့ဒီနောက်ဆုံး3ရက်မှာပူတာဘူးမချမ်းဖို့ဘက်ကနေ prophet 3ပါးရောက်လာပြီးတော့ကျွန်တော်တို့ ਨੇ အစာလာရှောင်တော့အဲ့မှာကျွန်တော်တို့ဆုတောင်းတော့အဲ့ဒီ prophet 3ပါးကဘာလာပြောလဲဆိုဒီဗိမာန်တော်ထဲမှာတဲ့ကောင်းကင်တမန်5ပါးကအောင်လံလွင့်ထူပြီးတော့မတ်တရနေတယ်တဲ့အဲ့ဒီချမ်းဖို့ဘက်ကနေလာတဲ့ prophet 3ပါးလာပြောတယ်အဲ့နဲ့ဘာပြောလဲဆိုဒါကြောင့်မို့ဒီတင်းတော်မှာကြမ်းတန်စကားတွေမပြောပါနဲ့အဲ့ဒီကောင်းကင်တမန်ရဲ့မျက်နှာကအယံနုညံ့ကြည်လင်တယ်တဲ့ဒါကြောင့်ခင်ဗျားတို့ကြမ်းတန်စကားတွေပြောရင်ကောင်းကင်တမန်တွေမျက်နှာရှုံးမဲ့သွားလိမ့်မယ်အထူးသဖြင့်ပလင်ပေါ်ကနေစိတ်ဆိုးတဲ့စကားတို့ဘာလို့မကြည်နပ်တဲ့စကားတို့လေတန်မာနဲ့မပြောပါနဲ့လို့ပရောဖက်ကြီး3ပါးကျွန်တော်တို့ကိုမှာသွားတယ်ဗျအဲ့ဒီမှာတဲ့စကားကျွန်တော်ကတော့ prophet အများကြီးနဲ့လည်းတွေ့ဖို့ပါတယ်ဒါပေမဲ့အဲ့ဒီမချမ်းဖို့ဘက်ကနေလာတဲ့ prophet 3ပါးပြောတဲ့စကားကျွန်တော်တော်တော်လေးကိုဆွဲသွားတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒီတင်းတော်ဥဆောင်မှုကဘာဖြစ်လဲဆိုတော့ကျွန်တော်တင်းတော်တော့မှာအဲ့ဒီကမှုတော်ဆောင်နေဆိုတာလူငယ်တွေပဲလေဆမကြလီလို့လဲအပြူပေါက်စားပဲပြီခင်စန်းမော်တို့ဒီပါနော်အပြူပေါက်စားဒီများတော့ရှိကန်လဲမလိုက်နိုင်တဲ့ဘွဲတွေဟောလေကိုနိုင်မှာအမီလာပါဆိုရင်တခါမှလည်းမမီဘူးဆိုတော့အချိန်ပြောတော့လဲကြားသလားလို့တော့မထင်တဲ့ဘွဲတွေအရင်တခါကျွန်တော်တို့ကိုရိုက်တောင်ရိုက်ချင်တဲ့ချိန်ရှိဒါပေမဲ့ prophet ကပြောတဲ့စကားကအရင်စိတ်ဆွဲသွားတယ်ကျွန်တော်စိတ်ဆိုးမှန်ဆိုးနဲ့ပြောတာတဲ့ဘာလဲအဲ့ဒီကောင်းကင်တမန်တွေဖြစ်ဝိညာဉ်တော်စိတ်နာသွားရင်မကောင်းဘူးဆိုပြီးတော့ကျွန်တော်စိတ်ဆိုးတာကိုတခါကျွန်တော်မှုတော်ဆောင်နေအပြူတွေလူပြူပေါက်စားတွေများတော့ဝိညာဉ်ရမှာတော့တအားကောင်းကြပြီမဲ့ကျွန်တော်မြန်မာချီစင်ပြင်းခဏနာပြီးချင်းစီစဉ်ပြီးခဏနာပြီးအင်္ဂလိပ်စီအဲ့ဒါမျိုးတွားတဲ့အချိန်တော့ဆိုရင်အဲ့လိုနားတဲ့အချိန်မှာဒီကျွန်တော်မှုတော်ဆောင်တွေကအတွဲလိုက်တွားပြီးတော့လက်ဖက်တုပ်ဆိုင်တွေမှာပဲတွားထိုင်ကြတယ်လက်ဖက်ကျွန်တော်ကတော့တ
တို့အတွဲလိုက်သွားရမင်းအရန်ချီနေတယ်ဘာလို့အချင်းချင်းချစ်ကြပါဆိုတဲ့ကြောင့်ဒါပေမဲ့တခြားအတင်းတော်လူတွေလာဝေးပါနေFull gospel အမှုတော်ဆောင်ဒီဆိုတာအပျော်ပဲတို့ပျော်ပဲတို့နော်မတစ်ဖိတ်ဆိုင်တွဲထိုင်လိုက်အကောပါလေလက်ဖက်တုပ်ဆိုင်မှာထိုင်တာအဲ့လိုဝေဖန်ပြကြတယ်ကျွန်တော်တော့အဲ့လိုဝေဖန်စရာအကွက်ကိုမမြင်ဘူးတို့အချင်းချင်းချစ်တော့လေတခုကောင်းတာလေတို့အချစ်တဲ့လူတွေကဘုရားကျောင်းမှာရှိတော့အချိန်တောင်ပုံမှန်လာကြတယ်ညနေပိုင်းအချိန်ပူဆွဲမယ်ဆိုတော့ကိစ္စမရှိဘူးအချိန်ပူကပေးเสียလည်းမလို့ကျွန်တော်တနင်္ဂနွေနေ့အလူငွေရည်ပြီးတဲ့ကောင်ညမော်တော်မူချုပ်ပြီးတော့ဒီဆီယမကလေးတွေပြန်တော့မယ်ဆိုညလည်းမူချုပ်ဘလူးနေမလဲလို့ကျွန်တော်တခါစိတ်မကောင်းလို့ဒီခင်ဗျားတို့မင်းကလေးတွေဘလူးပြန်မလဲဆိုဆရာကျော်ကအော်လိုက်တယ်ဆရာမပူနဲ့သူတို့မှာစေတနာဝန်တန်တယောက်စီစီပြတာအနေမကြောက်ကျွန်တော်စင်ကာပူတော့စင်ကာပူမှာ prophet တယောက်ရှိတယ်သူ့နာမည်က Dr. Raymond လို့ခေါ်တယ်သူဆရာဝန်ကြီးဒါပေမဲ့ prophet ဆုကျေးဇူးရထားတယ်အဲ့ဒီဆရာဝန်ကြီးကကျွန်တော်ကိုတကယ်ကောက်ကွင်းနာသမင်းဆိုင်မှာခေါ်တော့ပြီးတော့ကျွန်တော်ကိုသမင်းကျွေးပြီးတော့သူကတော့ prophet ပြုတ်တယ်ကျွန်တော် prophet ပြုတ်ရနေပြီမုံတောင်းတဲ့နေ့ရဲ့အတင်းတော်မှာစီကန်းဒီအမျိုးမျိုးဆွဲမနေနဲ့မူရီအမျိုးမျိုးဆွဲမနေနဲ့တဲ့ခင်ဗျားရဲ့စီမံခန့်ခွဲမှုဟာတဲ့မေတ္တာနဲ့စီမံခန့်ခွဲမှုပဲဖြစ်ပါစေတဲ့အဲ့ဒါပြင်ကျွန်တော်ဒေါ်လာ100လက်ဆောင်ပေးပြီးတော့ကျွန်တော်ပြန်လွတ်လိုက်ဆိုတော့ခုနမချမ်းဖို့ကလာတဲ့ prophet တွေနဲ့ဒီဆရာဝန်ကြီးဒရိုင်းမန်ပေါ်တဲ့စကားနှစ်ပတ်လောက်အကြာမှာတွေ့ကြတယ်ဆိုတော့သူတို့ဒီလည်းအချင်းချင်းတီးဘူးတာမဟုတ်ဘူးဒါပေမဲ့သူတို့ပြောတဲ့စကားတွေကမေတ္တာကြောင်းပဲလာပြောတော့တခုတော့ဖြစ်ရမယ်ဆိုတော့အဲ့ဒီချမ်းနဲ့ကျွန်တော်မေတ္တာနဲ့သွားမယ်ဆိုတားကြီးကိုဆုံးဖြတ်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့မှုတော်ဆောင်တယ်လေခုနပြောသလိုအချင်းကလည်းမလေးစားနိုင်တော့နောက်ကြတာများတော့ကမှနောက်ဆုံးကျွန်တော်လည်းအချိန်ချင်းတတိပေးပါတယ်တနည်းလုံးတတိပြီးမှမလိုက်နိုင်ဘူးလေမလိုက်နိုင်တော့ကျွန်တော်နောက်ဆုံးပါအချမ်းရတယ်ဒါဆိုရင်ဒီနေ့ကနေစပြီးတော့တရက်နောက်ကြရင်လက်ခတဲ့ကနေ900ဖြတ်မယ်ပုံမှန်ဖြတ်တော့မယ်တဘောတူလားလို့မှုရဆောင်တယ်ဦးမီတော့ဘယ်တဘောမတူတဲ့လူလည်းတယောက်မှမရှိရတော့ဘူးလေတနည်းလုံးပြောထားတယ်ဆိုတော့ဒါပေမဲ့သူတို့မျက်နှာကြီးကကြက်နာကြတဲ့မျက်နှာတွေပဲတယောက်မှမပြုံးတော့ဘူးโอเคဘာပဲလက်တီလို့မယ်ဆိုတကယ်အဲ့ဒီကအခုဩစတြေးလျရောက်နေပစွမ်းကယုံဖွဲ့မှုဆိုတော့သူကခေါ်ရရှင်းလင်းလို့တက်ကြွပဲသူလဲတကြွစီကန်ပိုင်လို့မယ်ဆိုရင်တက်ကြွတယ်ဖွဲ့ရရှိတယ်အဲ့ဒီပစွမ်းလည်းတက်အဲ့တပတ်လည်းပြီးရောကဲအဲ့ဒီစင်းဘလူနေလဲဆိုဟာအစင်းရဆွင်တချို့တွေကလက်ခထုတ်ဆက်တော့မရှိတော့ဘူးတဲ့တချို့ကလက်ကမထုတ်ရုံကအတဲတော်ပြန်ရော်ရဖြစ်တယ်လို့ပြောဟာဒါကြီးတဲ့ငါတို့တော့ငါတို့တဲတော်မဖြစ်ဘူးတဲ့နေဆိုအဲဒီတော့ကျွန်တော်ပါစကားတော့စုပေးဒန်ပေးစနစ်ဆိုတဲ့အဲ့ဒီသူနဲ့စကားပြောရချင်ဝိညာဉ်တော်ကျွန်တော်စိတ်နှလုံးကပြောင်းပေးလိုက်တာအခုချိန်ကနေစုပေးဒန်ပေးမရှိတော့စုပေးတဲ့စနစ်ပဲသွားမယ်ဒန်ပေးစနစ်မရှိတော့အဲ့လိုအဲ့တလားလုံးအယုံကိုအချိန်မီတဲ့လူတွေအဲ့ဒီတော့ကလက်ခရဲ့အပေါ်မှာ9000
ပူစုပေးမယ်ဆိုတော့ကျွန်တော်ဆရာမတွေအရင်ပြုံးလာကြတယ်အားနဲ့တချိန်တုန်းက9နိုင်မြောင်လာပါလို့ပြောပြကြားတယ်လို့တော့မထင်တဲ့ဖွဲ့တွေအဲ့ဒီ9000ကိုမက်တဲ့အတွက်ကြောင့်9နိုင်ထိုးကနေဆိုအောက်ကနေអော်တယ်ပစွမ်းကြီးစာအုပ်မပိတ်နဲ့ကျမလာပြီးတော့ဟော်ဟဲနဲ့အဲ့တော့ကြားတယ်လို့မတန်တဲ့လူတွေကတော့အော်ဂျေဇုတော်ကဒါရွေးအလုံးလုံးနေပါလားအာမင်စီကံတဲ့မေတ္တာတရားကပို့ပြီးတော့လူတွေကိုတက်ကြွစေတယ်ဆိုတာအဲ့ဒါမှမြင်သွားတယ်အာမင်ဆိုတော့အဲ့လိုပုံစံနဲ့ဒါကြောင့်ကျွန်တော်တို့တဲ့တော်မှာဒန်ပီစနစ်မကျင့်သုံးတော့ဘူးစုပီစနစ်ပဲကျင့်သုံးပါတယ်အရန်ပြောကြပါတယ်အခုဒီလေလက်ခမမြတ်ပြီမဲ့ထွက်ချင်တဲ့လူတရားမှမရှိဘူးဒါပေမဲ့ကောင်းတယ်ဘုရားနိုင်ငံသားကျေပြတ်နေတက်တက်ကြွကြွလုပ်ကြတယ်ကောင်းလား